ဒီနေ့ဟာငင်းချမ်းရေးခရီးစဉ်ရပ်ပေါင်း100ပြည့်မြောက်တဲ့သမိုင်းဝင်နေ့ရက်ဖြစ်ပါတယ်ရှင်။ဗာဂျီးနီးယားပြည်နယ်ရစ်ချမွန်မြို့ရဲ့အေးစိမ့်လာတဲ့ဆောင်းရာသီဥတုကဒီခရီးစဉ်ကိုစိန်ခေါ်နေတယ်လို့ပါပဲ။ဒါပေမဲ့လမ်းတစ်လျှောက်မှာစောင့်ကြိုနေကြတဲ့ထောင်နဲ့ချီတဲ့လူအုပ်ကြီးရဲ့နှွေးထွေးတဲ့နှလုံးသားတွေနဲ့အပြုံးတွေကိုမြင်တွေ့ရတဲ့အခါအေးဒဏ်တွေဟာတကယ့်ကိုပျောက်ကွယ်သွားခဲ့ရပါတယ်။ငင်းချမ်းရေးအတွက်လူပေါင်းထောင်ချီပြီးနှလုံးသားချင်းတစ်ထက်တည်းကြစွာရစ်ချမွန်မြို့တော်ခမ်းမထိစုပေါင်းလျှောက်လန်းကြတဲ့ဒီမြင်ကွင်းဟာအရန်ကိုခမ်းနားလာပါတယ်ရှင်။ကျမတို့ရဲ့အာလောကလေးကလည်းဒီသမိုင်းဝင်နေ့ရက်မှာချစ်စရာကောင်းစွာနဲ့ယဟန်တော်များကိုစောင့်ရှောက်ရင်းလိုက်ပါလာပါတယ်။ငင်းချမ်းရေးဆိုတာစိတ်ကူးရင်မှုတသက်မဟုတ်ပဲအားလုံးလက်တွဲပြီးဖန်တီးယူလို့ရတယ်ဆိုတာကိုဒီရက်ပေါင်း100အတွင်းမှာလက်တွေ့သက်သေပြနိုင်ခဲ့ပါပြီ။ခြေလန်းတိုင်းမှာမေတ္တာတရားနဲ့အတူရှိပေးခဲ့ကြတဲ့တဦးတစ်ယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်